ပညာဆိုတာသင်တာကိုလည်းပညာမခေါ်သေးဘူးတိုးတော့ခဏခေတ်မှာတော့ကျောင်းတက်နေတဲ့ကလေးဘာလို့လဲပညာသင်နေတယ်ပဲပြောတာဒါပေမဲ့သူသင်တာပညာလားဆိုတော့မဟုတ်ဘူး subject matter တွေသင်နေတာဟိုကျောင်းဒီကျောင်းတွေပဲသင်နေတာနော်မှတ်သားစရာတွေပဲသူသင်တာမေးကြည့်လိုက်အဲ့ဒါတွေကပညာတွေလားဆိုတော့ပညာမဟုတ်ဘူးအဲ့ဒါတွေကို knowledge လို့တော့ခေါ်လို့ရသင်ထားလို့သိလာတဲ့အချက်လက်တွေကျောင်းတွေမှာသင်ပေးတော့ subject matter ပဲသင်တာသိစရာအကြောင်းအရာတွေပဲသင်တာအဲ့ဒါပညာမဟုတ်ဘူးပညာကြတော့အဲ့ဒီ subject matter ပေါ်မှာလက်တွေ့အလုံးလုံးပြီးတော့သိရှိလာတဲ့အသိဉာဏ်ကြမှာပညာအဲ့ဒါ wisdom experience လက်တွေ့အလုံးနဲ့စာတွေးနဲ့ကိုယ်တွေးပေါင်းစပ်ပြီးတော့ဖြစ်ပေါ်လာတဲ့ကျွမ်းကျင်လိမ္မာမှုမှာအဲ့ဒါမှကြမှာပညာဖြစ်တယ်ဒါလောကီမှာတောင်မှအဲ့ကြမှာပညာဖြစ်တယ်ထို့တူပဲတရားဓမ္မအားထုတ်ပြီးဆိုတဲ့အခါမှာလက်တွေ့အလုံးလုံးပြီးတော့ပထမ subject matter တွေကိုသင်တယ်သင်ပြီးတဲ့အခါမှာလက်တွေ့အလုံးလုံးပြီးတော့သိရှိပြီးဆိုတဲ့အခါကျတော့မှပညာဆိုတာဖြစ်လာတာအဲ့ဒီပညာကမှမောဟဆိုတဲ့အမှန်မသိလို့တွေးဝေးနေတဲ့သဘောတရားကိုဖယ်ရှားပြစ်နိုင်ဖယ်ရှားပြစ်မှအမှန်သိတယ်ဥပမာအမောင်ကိုခွင်းပြီးတော့အလင်းဆောင်နိုင်တာပညာပဲအမောင်ဆိုတာမောဟအလင်းဆိုတာပညာဝိဇ္ဇာလို့လည်းခေါ်တယ်ပညာကိုအမောင်ကြတော့